Android ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြော်မသွားနဲ့ကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ရဲသူရိစုဖြစ်ပါတယ် The Sun Education ရဲ့ founder လေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ပြပေးချင်တာတော့ sharing လုပ်ပေးချင်တာတော့ခန်းကြီး master new version ရဲ့ပေါ့နော်ကျွန်တော်တို့က16လုံးမြောက်စကလုံးလေးဖြစ်ပါတယ်သူ့တော့ကျွန်တော်တို့ကယူယူရှင်းရှင်းလေးပဲမှတ်ပါမယ်ကျွန်တော်တို့ကအထဲမှာလာလေးပါတယ်နော်လာလေးပါမယ်ပြီးတော့ရင်ကျွန်တော်တို့ကတောင်းလိုက်ပေါ့နော်ကျွန်တော်တစ်လေးပါတယ်လို့မှတ်လိုက်တယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုမှတ်မလဲဆိုတော့ပေါ့နော်လာရဲ့တစ်ရဲ့ကအသုံးဝင်သည်နော်လာရဲ့တစ်ရဲ့ကအသုံးဝင်သည်ပြန်ပြောကြည့်မယ်လာရဲ့တစ်ရဲ့ကအသုံးဝင်သည်နော်ကဲဟုတ်ပြီဒါဆိုရင်သူ့ရဲ့လုံးလုံးလေးတွေသူ့ရဲ့စကားလုံးလေးတွေကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမိုချီဤရူအသုံးပြုသည်ခေါ်တိုးမိုယောကလေးအတွက်ဒီယောအသုံးပြုခြင်းယောချီဂိစ္စဒီ star ပြထားတဲ့စကားလုံးကတော့ခန်းကြီး master overshin မှာပါတဲ့စကားလုံးလေးပဲဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ကနောက်ကခါမီဆိုတဲ့စကားလုံးလေးနဲ့တွဲထားတယ်နှစ်ခုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကယောရှိစာရွက်ပုံစံ like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး